ကျွန်တော်ရာခုနဲ့ပတ်သက်ပြီးတော့အောင်မြင်ဖို့ဆိုရင်ကြားဖို့နေကြစကားလေးရှိလိမ့်မယ်discipline ရှိရမယ် confidence ရှိရမယ် motivation ရှိရမယ်ပြင်ကိုယ်ကတနာပါတဲ့ passion ရှိရမယ်ဆိုတာပေါ့အဲ့ဒီအရာတွေနဲ့ထူးခြားပြီးတော့ကျွန်တော်မေ့နေတဲ့အရာတွေရှိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီ obsession လို့ခေါ်တဲ့ကျွတ်သွမှုပေါ့ကျွန်တော်တို့ခါကြရင်တွေ့မိလိမ့်မယ်ချိုးတူတွေဆိုလို့ရှိရင်အရာတစ်ခုနဲ့ပတ်သက်ပြီးတော့ရှက်ကောင်မလည်းမသိဘူးကြောက်ကောင်မလည်းမသိဘူးမှားမှလည်းမကြောက်ဘူးကြောက်ကြလည်းမကြောက်ဘူးအဲ့ဒီအရာကိုပဲသူတို့ဆက်ဆက်လက်ယူသွန်းသွန်းနဲ့လုံးနေကြတဲ့သူရှိတယ်ပေါ့နော်ဒီမနေ့မိုးလေးကနေမိုးချုပ်တဲ့အထိသူတို့ရဲ့စိတ်ထဲမှာဒီအကြောင်းအရာတစ်ခုကြီးပဲရှိနေတယ်ပေါ့အဲ့တော့သူတို့နဲ့တွေ့တိုင်းနဲ့ဒီအရာနဲ့ပတ်သက်ပြီးအမြဲတမ်းကြားနေရတယ်သူတို့ကိုယ်တိုင်ဒီအရာနဲ့ပတ်သက်အမြဲတမ်းလုံးနေရတယ်ပေါ့နော်ဆိုတော့အဲ့လိုလူတွေကအဲ့ဒီအရာနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့နှိစက်တယ်ပို့ပြီးတော့ကျွမ်းကျင်ဖို့ပို့ပြီးတော့အောင်မြင်ဖို့ပို့ပြီးတော့လည်းပူတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီအရာနဲ့ပတ်သက်ပြီးတော့သူတို့ယူသွန်းနေကြလို့အဲ့လိုမျိုးယူသွန်းမှုရှိတဲ့လူတွေကစားတော့သူတို့ဝေဖန်နေပါသေးတိုက်ခိုက်နေပါသေးဒီစကားတွေကသူတို့ရဲ့ခေါင်းထဲကိုမဝင်တော့ဘူးပေါ့နော်ဆိုတော့ဒါပေမဲ့ကျွန်တော်အောင်မြင်မှုတစ်ခုရဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီခုနလိုယူသွန်းမှု obsession key တစ်ခုငယ်နဲ့မရဘူးခုနလိုstrategy လိုရဲပေါ့နော်ကျွန်တော်နေပြခါလိုရဲယူသွန်းမှုရှိပြီးတော့ယူသွန်းမှုကကိုယ့်တဲ့အကျုံးမပြုဘူးဆိုလို့ရှိရင်လည်းဒီမှန်လမ်းမှန်သွားဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ဖြစ်ချင်တဲ့အရာကိုကောင်းကောင်းဖြစ်မှာမဟုတ်ဘူးပေါ့နော်ဒါကြောင့်အရာတစ်ခုမှကိုယ်ကျွတ်တက်တယ်ဆိုလို့ရှိရင်တော့မှနော်ခုနလိုမျိုး discipline တွေရှိရမယ်စီကံတွေရှိရမယ်အစင်းသမပြတ်လောက်တာရှိရမယ်ပြီးရင် set control တွေကောင်းအောင်မယ်ပေါ့နော်တော့အောင်မြင်မှုကိုရဖို့ဆိုလို့ရှိရင်ကျွန်တော်ချောင်းလေးနဲ့မရဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်လူအများစုကတော့စီကံတွေရှိကြတယ်စင်းသမပြတ်လောက်ကြတယ်ပြီးတော့ set control ကောင်းကြတယ်ဒါပေမဲ့ခုနလိုမျိုးဟိုအရာတစ်ခုနဲ့ပတ်သက်ပြီးတော့ပြန်ယူသွင်းနေတာမရှိသေးဘူးဆိုလို့ရှိရင်လိုလာထက်ပို့ပြီးတော့ကြိုးစားအထောက်မှုလုပ်ပို့ပြီးတော့လုပ်ဖြစ်မှာမဟုတ်ဘူးပေါ့နော်ဆိုတော့ကထိုင်းစကားလေးလာတယ်ဆိုလို့ရှိရင်လည်းထိုင်းစကားနဲ့ပတ်သက်ပြီးဘယ်လောက်ထိယူသွင်းလဲဘယ်လောက်ထိ design ဆက်ဆက်မြဲမြဲလုပ်နိုင်လဲကြိုးစားလဲလူကြားသူကြားထဲမှာရောရှက်နေကြောက်နေတော့မဲ့လားပေါ့နော်ယူသွင်းတဲ့သူတွေကကြတော့ရှက်မှကြောက်မှမသိတော့ဘူးပေါ့နော်သူတို့စိတ်ထဲမှာဒါကြီးပဲရှိနေဒါကြီးကိုပဲလှုပ်ရှင်နေကြတာပေါ့နော်ဆိုတော့ကျွန်တော်တို့အရာတစ်ခုနဲ့ပတ်သက်ပြီးတော့ပို့ပြီးအောင်မြင်မှုဆိုလို့ရှိရင်ကျွန်တော်တို့ discipline နဲ့ motivation နဲ့ consistency ဆိုတာထက်ကျွန်တော်မေးနေတဲ့အရာတစ်ခုရှုသွင်းမှုအရာလေးတစ်ခုကိုလည်းရှိဖို့လိုတယ်ဆိုတာလေးကိုပြောပြချင်တာဖြစ်ပါတယ်ပေါ့နော်